ဘဒိုနိုရဲ့အားထုတ်မှုတွေအလကားမဖြစ်ရအောင်လို့ဒီနေ့ယူရိုပါလိဖလားကိုရယူသွားမယ်ဆိုတဲ့ Emory ပြည်သူများလုံးပဲမင်္ဂလာပါခင်ဗျာမန်ယူနိုက်တက်နေပြောင်း Emory ကမန်ယူကလပ်ကစားသမား Bruno Fernandes ရဲ့အသင်းပေါ်ပေးဆက်မှုအနေနာခံမှုနဲ့စွမ်းဆောင်ရည်တွေကတူနိုင်စရာမရှိတာကြောင့်သူတို့ချန်ပီယံဆုဖလားတွေစုခုပေးနိုင်အောင်ပုံမအားထုတ်သွားမှာဖြစ်ကြောင်းထုတ်ဖော်ပြောကြားလိုက်ပါတယ်ယခုနေ့မလုံးရစီမှာတော့မန်ယူတင်ကပြည်တွင်းဖလားတွေအကုန်လုံးကိုလက်လွတ်လိုက်ရဖို့ဒေတာတော့ရှိသွားခဲ့ပြီဖြစ်ပေမဲ့လေယူရိုပါလိမှာတော့ရှုံးပွဲမရှိသေးပဲအခြေအနေကောင်းနေစေဖြစ်ပါတယ်ဆိုစီဒတ်နဲ့ပွဲစဉ်မှာမန်ယူတင်ကပထမပိုင်းမှာတော့စိတ်ပြတ်စရာစွမ်းဆောင်ရည်တွေကိုပြသနိုင်ခဲ့ပေမဲ့ဒုတိယပိုင်းမှာတော့အကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်ခဲ့တာပါယခုနောက်ပိုင်းပွဲစဉ်တွေမှာမန်ယူတင်ကပထမပိုင်းမှာအခြေအနေမကောင်းပဲရုန်းကန်နေရပေမဲ့ဒုတိယပိုင်းမှာဆိုရင်တော့စွမ်းဆောင်ရည်တွေကတိုးတက်လာတာကိုတွေ့ရပါတယ်ဒီပွဲစဉ်မှာလည်းအိုယာဇာဘီရဲ့ပနယ်တီသွင်းကိုပွဲစ10မိနစ်မှာခွင့်ပြုပေးထားခဲ့ရပေမဲ့အကောင်းဆုံးကမ်းပတ်တဲ့ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်စပိန်တွင်းနေတဲ့ထိပ်တိုက်တွေးဆိုရတိုင်းပွဲတိုင်းရုန်းကန်နေရတတ်တာကြောင့်စပိန်ကုန်းလိုနာမည်ပေးလောင်ပြောင်းနေကြတဲ့သူတွေကိုဘရိုနိုကအကောင်းဆုံးသောခြေစွမ်းတွေပြသရင်ပြန်လည်ထုံးပြန်နိုင်ခဲ့တာပါတခြားအင်္ဂလန်ကလပ်အသင်းတစ်သင်းဖြစ်တဲ့စပါးကလည်းအင်္ဂလိပ်မှာအေကမာကို3ဂိုးတကုန်းနဲ့အနိုင်ရရှိခဲ့တာကြောင့်နှစ်ကျော်ပေါင်း3ဂိုး2ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးကွာတားဆင်ကိုတက်လန်းရောက်ရှိနိုင်ခဲ့ပါတယ်ဒါပေမဲ့မန်ယူနီးပြအောင်ဖြစ်တဲ့မော်ရီညိုရဲ့ဖီနာဘာချီကတော့ရိန်းဂျာအသင်းရဲ့ကွင်းမှာ2ဂိုးပြတ်တဲ့အနိုင်ယူပြီးအကောင်းဆုံးပြန်လာနိုင်ခဲ့ပေမဲ့ပနယ်တီဆုံးဖြတ်မှာတော့ပနယ်တီ3လုံးလွဲချော်ခဲ့တာကြောင့်စကြောက်အသင်းဆင်းကနေပဲထွက်ခဲ့ရပါတယ်ဒါကြောင့်မော်ရီညိုအနေနဲ့အသင်းအောင်မန်ယူနဲ့ထပ်မံပြီးတော့ရင်ဆိုင်တွေးဆုံရအောင်မလားဆိုတဲ့စိတ်ကူးတွေကိုတော့မေးပြလိုက်ရပြီလေဖြစ်ပါတယ်မန်ယူကဆိုစီတက်ကိုအင်္ဂလိပ်မှာ4ဂိုးတကုန်းနဲ့အနိုင်ရရှိခဲ့ပြီးတော့လက်ကျော်ပေါင်းရလက်5ဂိုး2ဂိုးနဲ့အနိုင်ရရှိကကွာတာဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်ကွာတာဖိုင်နယ်မှာတော့မန်ယူတင်ကပြင်းနေကလပ်လာယွန်အသင်းနဲ့ထိပ်တိုက်ရင်ဆိုင်သွားရဖို့လည်းရှိနေပါတယ်မန်ယူနိုက်တက်နေပြအင်မော်ရင်ကတော့မန်ယူကွင်းနဲ့လူဘရိုနိုရဲ့ဟက်ထရစ်စွမ်းဆောင်ရည်ပေါ်မှာအတော်လေးကိုနှစ်ထောင်အားရဖြစ်နေခဲ့ပြီးသူရဲ့ကပတိန်အတွက်စူပလာတွေစုခုပေးဖို့လိုအပ်နေပြီလို့ပြောကြားလာခဲ့ပါတယ်ယခုနေ့ဘောလုံးရစီမှာမန်ယူသင်းအတွက်ပြိုင်ပွဲစုံသွင်းကို15ဂိုးပြည့်မြောက်သွားခဲ့ပြီဖြစ်တဲ့ဘရိုနိုနဲ့ပတ်သက်လို့အင်မော်ရင်ကသူကစူပလာတွေနဲ့ထိုက်တန်တဲ့သူတယောက်ပါဒါကြောင့်သူရဲ့လက်ဝါးနှုံးကိုအချင်းကြီးမဖြစ်ရအောင်လို့ကျွန်တော်တို့ဘက်ကလည်းစူပလာတွေကိုအရယူပေးနိုင်ဖို့လိုအပ်ပါတယ်သူလောကစားသမားတယောက်အတွက်ဒီလိုစူပလာတွေနဲ့ထိုက်တန်ပါတယ်သူရဲ့ခြေဆောင်ကတစ်ခါတလေမှာစောစောရရဖြစ်ချင်ဖြစ်နေတတ်ပါတယ်ဒါပေမဲ့နိုင်လိုစိတ်ပြင်းပြတာကတော့ပွဲတိုင်းမှာတွေ့နေရတော့မှာပဲသူကပွဲတိုင်းကိုနိုင်ယူခြင်းနဲ့ကစားသမားမျိုးပါ United အတွက်အမြဲတမ်းပေးဆက်ကစားဖို့အစဉ်အသင့်ရှိနေသူတယောက်ဖြစ်ပါတယ်လို့ကပတိန်ကြီးကိုချီးကျူးပြောဆိုသွားခဲ့ပါတယ်လက်ရှိချိန်က Bruno ရဲ့ Prime Time ကာလမှာအမြင့်ဆုံးချိန်မှာဒီချိန်ပြီးသွားရင်တော့ Bruno ကအခြားဘက်ပိုင်းကိုရောက်ရှိတော့မှလည်းဖြစ်ပါတယ်အခုလိုမျိုးအချိန်ကောင်းမှာ Man U လိုခက်ပြတ်နေတဲ့အထက်ကြီးပဲအသင်းမျိုးမှာသူရဲ့အကောင်းဆုံးချိန်တွေကိုကုန်လွန်ခဲ့တာကတော့အတော်လေးကိုနှမျောစရာကောင်းလာပါတယ်Emory ကအခုလိုပြောလာတော့ကျွန်တော်တို့လိုပရိသတ်တွေအတွက်လည်းကြည်နူးပျော်ရွှင်ရပါတယ်ကျွန်တော်တို့ရဲ့ကပတိန်ကြီးကဘယ်သူတွေကောင်းကောင်းမကောင်းကောင်းသူကတော့ကိုကောင်းရင်ကိုကောင်းမရဘူးဆိုတဲ့စိတ်မျိုးနဲ့အမြဲတမ်းပေးဆက်ကစားနေသူဖြစ်ပါတယ်Emory ပြောသလိုပဲ Bruno ကဆိုပလာတွေနဲ့အမှန်တကယ်ထိုက်တန်လုံးသူဖြစ်ပါတယ်Bruno ကိုသူ့ရဲ့ပေးဆက်မှုစ조사အားထုတ်မှုနဲ့ထိုက်တန်တဲ့စူပလာတစ်ခုနဲ့ဒီနေ့ဘောလုံးရသည်ကို Emory နဲ့အဆုံးသတ်ပေးသွားနိုင်မလားဆိုတော့ဆက်လက်စောင့်ကြည့်သွားကြရအောင်ပါပရိသတ်များကတော့ Emory ရဲ့စကားတွေပေါ်ဘယ်လိုများထင်မြင်ယူဆမိကြပါသလဲ comment ကနေပြောပြခဲ့ကြပါဦးခင်ဗျာအဆုံးလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ဘောလုံးသတင်းတွေကိုနေ့စဉ်ကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ Daily Sport Page လေးကို like and follow လေးတွေပြုလုပ်ပေးထားကြပါဦး